ကျွဲဝချမ်းသာသူများ self-made millionaire ဘယ်လိုတွေ့တော့ဆင်ချင်လဲနံပါတ်1သူတို့ဟာရရှိကိုမျှော်ကြည့်တွေးခေါ်တယ်လူအများစုကလာစာကိုပဲတွေးတယ်ကျွဲဝသူတွေကတော့ဆယ်စုနှစ်တွေကိုတွေးတယ်ချမ်းသာဖို့အချိန်ယူရတာကိုသိကြတယ်ဒါကြောင့်သိခံစွာနဲ့သိချပြင်ဆင်ပြီးတိဆောက်ကြတယ်ပြပြကျွဲဝသူတယောက်ဟာဒေါ်လာတန်းနဲ့ချီသောငွေကြေးကိုအသက်25မှာမဟုတ်ဘဲ49မှာရောက်ရှိကြတယ်ဒါကြောင့်အလင်းစလုံးမလုပ်ပဲစတင်လိုက်ပါနံပါတ်2သူတို့ဟာအမြဲရင်းနှီးမြှုပ်နှံတယ် stock ဈေးကွက်တွေမှာမကပဲသူတို့ကိုယ်တိုင်ကလည်းရင်းနှီးမြှုပ်နှံကြတယ်ကျွဲဝသူတွေကစာဖတ်တယ်လေ့လာစီးပူးတယ်ပြီးရင်ပြန်လည်ရင်းနှီးမြှုပ်နှံတယ်80%သောကျွဲဝသူတွေဟာတစ်ချိန်အနားရွယ်ရန်အတွက်ငွေစုအကောင့်တွေမှာပုံမှန်ထည့်ဝင်ကြတယ်စောစောရင်းနှီးမြှုပ်နှံလေစုစုပေါင်းရင်းနှီးရမယ့်ပမာဏနည်းလေးပဲတေးသေးလေးတွေပုံမှန်ရင်းနှီးတာကကြီးကြီးမားမားကြုံရကြတာရင်းနှီးတာထက်သာပါတယ်နံပါတ်3သူတို့ဟာအရေးကြီးတာတွေကိုခြေရခံတယ်ဒေါ်လာတိုင်းကိုစိုးရိမ်ပူပန်နေတာမျိုးမဟုတ်ပေမဲ့သတိထားကြည့်ရဲ့ဒေါ်လာတိုင်းမှာသူ့လုံးနဲ့သူရှိရဲ့3ပုံ2ပုံသောကျွဲဝသူတွေကလစဉ်ဘတ်ဂျက်ကိုရေးချပြီးလိုက်နာကြတယ်နံပါတ်4သူတို့ဝင်ငွေထက်နည်းနေလေရဲ့တကယ်ကျွဲဝသူတွေကချမ်းချမ်းသာသာမဟုတ်ကြဘူးသူတို့ကကျွေးမိကိုရှောင်တယ်တမန်ကားတွေကိုမောင်းတယ်ဟိတ်ဟန်ပြမှုတွေကိုရှောင်တယ်90%ကျော်ကအသုံးပြုပြီးသားရှင်တွေကိုမောင်းကြတယ်အများစုကကားအတွက်ဒေါ်လာ4000ထပ်ပိုပြီးဘယ်တော့မှမသုံးကြဘူးချမ်းသာဖို့ကရည်မှန်းချက်ချမ်းသာဟန်မဆောင်တတ်ကြပါဘူးနံပါတ်5သူတို့ဟာမသက်မသာဖြစ်နေတဲ့အခြေအနေမှာရပ်တည်တယ်ကျွဲဝသူတွေကတက်တောင်တက်တာကိုလိုက်ပြီးရွေးချယ်ကြပါဘူးဒိုပမင်ထွက်တာထက်စီကံကိုရွေးချယ်တယ်ဇလန်းတွဲကြည့်တာထက်စာဖတ်တယ်စင်ကြေးပေးတာထက်အကောင့်ထဲပေါ်တယ်